အားလုံးပဲမင်္ဂလာပါဝါကျော်နိုဘယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တိုင်းပညာကဘာစာစဉ်လေးရဲ့အပိုင်း103တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တိုင်းပညာကဘာအပိုင်း931နှင်းတော့သို့မဟုတ်ဆေးဦးရင်မိကိုစိတ်ပါရုပ်တူနေဆိုင်ရာပြီးနောက်တွင်မူလူတိုင်းဟာတတိကြီးစွာထားကသွားလာခဲ့ကြ၏လမ်းတစ်လျှောက်တွင်နောက်ထပ်မိကိုစိတ်ပါရုပ်တူတချို့နဲ့တွေ့ကြုံခဲ့ရတော့လေရွှန်ဦးကြီးနန်းယုံဝမ်နှင့်ဗိုင်မင်းကိုတော်တို့ကထိုစိတ်ပါရုပ်ထုများကိုပူးပေါင်းကဖျက်ဆီးခဲ့ကြသည်ထို့ကြောင့်မိသူတို့တယောက်မျှထပ်မံတည်ဆုံခြင်းမရှိပေအချိန်တော်ကြောင်ခီးဆက်ပြီးနောက်တွင်လင်းမင်းတို့ဟာလေရုထဲသို့မြင့်တက်နေသည့်လှေကားများကိုတွေ့လိုက်ရသည်ထို့နောက်သူတို့ကတထစ်ချင်းခီးဦးသက်ဆိုင်ဖြင့်တက်ကြရ၏လင်းမင်းမှာတတိကြီးစွာဖြင့်လေကတစ်များကိုတက်ခဲ့တဲ့ဖြင့်အပေါ်ဆုံးသို့ရောက်သည့်အခါတွင်ဤလေကားမှာပေ1000သည့်မြင်မာကြောင်တီးလိုက်သည်အပေါ်ဘက်တွင်မူကြီးမားသည့်ဈဉ္ဉံတစ်ခုကလင်းမင်းတို့ကစီကြိုနေပေသည်ရွှန်ဦးကြီးနန်းယုံဝမ်နှင့်ဗိုင်မင်းကိုတော်တို့ကဦးဆောင်ကတကိုးရှင်အုပ်စုကကြီးမားသည့်ဈဉ္ဉံအတိုင်းခီးဆက်ကြ၏အဝေးမှကြည့်လျင်သူတို့ကကြီးမားသည့်တရက်တစ်ခုပေါ်တွင်ရှောက်သွားနေကြသည်ပရိတ်စိတ်အုပ်များနှင့်ပင်အလားတန်တူနေသည်ဤဈဉ္ဉံ၏အစမှာဆေးဥယျာဉ်နှင့်10 မိုင်ဝန်းကျင်ခန့်ကွာဝေးနေသေးကြောင်းလင်းမယားသိရှိလေသည်ဆေးဥယျာဉ်ကြောင့်တွေးမိသည်နှင့်လင်းမယားစိတ်လှုပ်ရှားလာသည်သို့တော့သူကကောင်းကင်တကားဆေးမယားရယူနိုင်ရမလွယ်ကြောင်းပြန်တွေးမိသည့်အခါတွင်စိတ်တက်ကြရပြန်၏အချိန်တန်ကြောင်ခီးဆက်ပြီးနောက်တွင်နန်းယုံဝမ်ရွှန်ဦးကြီးနှင့်ဗိုင်မင်းကိုတော်တို့ကပြိုင်တူပင်မတက်ရက်လိုက်ကြသည်ထို့နောက်ချန်ရှိသည့်တကူရှင်များကလည်းသူတို့၏ဘေးဘီဝဲရသို့ရောက်လာကြပြီးမတက်ရက်လိုက်ကြ၏အားလုံး၏ရှေ့တွင်မူအနှဲငယ်နှိပ်ဆင်းနေသောကြောက်ပြတစ်ချက်ရှိနေပေသည်ထိုကြောက်ပြပေါ်တွင်မူအမည်မသိသောမော်စလုံးများဖြင့်လေးတောင်းပုံစံအကွက်ငွယ်တချို့မြင်နေရသည်ရွှန်ဦးကြီးဟာပထမဦးဆုံးဖြင့်ကြောက်ပြပေါ်သို့ဆင်းသွားသည်ထို့နောက်သူကသူ၏အာယုံခံနိုင်စွမ်းကိုဖွင့်လိုက်ကကြောက်ပြပေါ်တွင်ရှိသောမော်စလုံးများအာယုံခံကြည့်သည်ရွှန်ဦးကြီးလှုပ်ဆောင်နေသည့်အရာများကိုအားလုံးကမြင်တွေ့နေရသည်နန်းယုံဝမ်မှမူရွှန်ဦးကြီးကိုကြည့်ကရဲမောလိုက်သည်ဟီဟီညီလေးရွှန်မင်းကဒီရှင်းအောင်စီရင်ကိုစိတ်ဝင်စားလို့လားနန်းယုံဝမ်ကကြောက်ဖြာပေါ်တွင်ရေးထားသည့်မော်စလုံးများကိုနားမလည်တော့လေကြောက်ဖြာမှာရှင်းအောင်မော်စီရင်တစ်ခုဖြစ်ကြောင်းသိလေသည်ရွှန်ဦးကြီးမှမူနန်းယုံဝမ်ကလှည့်၍ပင်မကြည့်ပဲအေးဆက်စွာပြန်ပြော၏ငါဒီမော်စီရင်ကိုစိတ်ဝင်စားလားစိတ်ဝင်စားလားဆိုတာမင်းနဲ့မဆိုင်တဲ့အရာပါငါလုံးနေတဲ့အရာအလုံးကဘယ်သူနဲ့မှမဆိုင်ရွှန်ဦးကြီးကစကားပြောပြီးသည်နှင့်ချင်းလန်းကျဲကြီးများဖြင့်အရှိသို့ဆက်လျှောက်သွားသည်ရွှန်ဦးကြီးထွက်သွားသည်နှင့်နန်းယုံဝမ်ရွှန်ဦးကြီးမတက်ရက်ခဲ့သည့်နေရာသို့လျှောက်သွားကအာယုံခံကြည့်သည်သူကမော်စီရင်တစ်ခုရှိနေသည်ဟုသာအာယုံခံမိကမော်စီရင်ကနားလည်ခြင်းမရှိကြအခြားသောတကူရှင်များကလည်းကြောက်ဖြော်ပေါ်သို့ဆင်းကြကကြောက်ဖြာလေးလာကြသည်သူတို့အားလုံးကလည်းကြောက်ဖြာပေါ်တွင်ရေထွင်းထားသည့်မော်စလုံးများကိုနားလည်ခြင်းမရှိကြပေနေမင်းမှမူထိုတကူရှင်များအားလုံးကြည့်ကကြိတ်၍ပြုံးလိုက်သည်သူကဤမော်စီရင်ချောင်းကောင်းကောင်းသိသလိုမော်စလုံးများကိုလည်းနားလည်၏ထိုချိန်တွင်မင်းနေမင်းကရွှန်ဦးကြီးနောက်ကျောကိုကြည့်လိုက်မိပြီးရွှန်ဦးကြီးကအဘဲကြောင့်ကြောက်ဖြာပေါ်တွင်အချိန်တချို့ဖြုံးခဲ့ကြောင်းသိရှိလိုသွားသည်ထို့နောက်တွင်လင်းမင်းကြောက်ဖြာပေါ်သို့ဆင်းသွားပြီးကြောက်ဖြာတွင်ရှိသောမော်စီရင်ကိုလေ့လာလေသည်ဝိညာဉ်အင်ပါယာ၏မှတ်ဉာဏ်ရဆိုလျှင်ဤစီရင်မှာနေရာပြောင်းရွှေ့မော်စီရင်တစ်ခုဖြစ်သည်ကိုလင်းမင်းသိရှိ၏အင်ပါယာနန်းတော်မှာလူစွာပင်ကျေပြောလာသည့်နန်းတော်တစ်ခုဖြစ်တဲ့ဖြင့်နန်းတော်ထဲတွင်ဤကြောက်ဖြာကဲ့သို့နေရာပြောင်းရွှေ့အစီရင်4-5ခုရှိလေသည်ရွှန်ဦးကြီးသည်ဝိညာဉ်အင်ပါယာ၏စာလိပ်ကိုရရှိထားသောကြောင့်ဤကြောက်ဖြာအကြောင်းကိုနားလည်နိုင်ပေသည်ဤသို့ဆိုလျှင်ရွှန်ဦးကြီးကအဘဲကြောင့်ဤကြောက်ဖြာပေါ်သို့ဆင်းခဲ့သည်နီထိုချိန်တွင်ပင်လင်းမင်း၏ကောင်းထဲတွင်အသွေးတစ်ချက်လင်းလက်သွား၏ထို့နောက်သူကရွှန်ဦးကြီးဆူးရှားစွာကြည့်ကမိစ္ဆာဆက်ဆံပြုံးလိုက်သည်သူကကောင်းကင်တကားဆင်းမရရှိလျင်ပင်ရွှန်ဦးကြီးတစ်ဖက်တစ်လမ်းမှဒုက္ခပေးုံမည်ဖြစ်သည်ရွှန်ဦးကြီးဝိညာဉ်အင်ပါယာရဲ့စာအရဒီအစီရင်ကြောင်းသိထားလောက်တယ်ပြီးတော့သူကဒီအစီရင်ကိုဘလို့အသက်သွင်းရမလဲဆိုတာလည်းသိနိုင်တယ်ဒီကြောက်ဖြာကိုသူလေ့လာခဲ့တာဒီအစီရင်ကိုသုံးလို့ရမရဆိုတာစစ်ကြည့်ရပဲဖြစ်ရမယ်သူကယတနာတွေကိုယူပြီးသွားရင်
ဒီအစဉ်ကိုသုံးပြီးဝိုးကိုထွက်ပြေးဖို့စီစဉ်နေတာပဲဖြစ်မယ်လင်းမင်းကတည်ငါအတွင်းမှာပဲရွှံဦးကြီးအတွင်းများကိုဖော်ထုတ်နိုင်လိုက်သည်အင်ပါယာနန်တော်အတွင်းတို့ဝင်ရောက်ရလန်းတွင်ရှိသည့်မော်အစဉ်ရင်မှာလူစွာခိုင်ခဲ့တဲ့ဖြင့်ရွှံဦးကြီးကသူ့တူတဲ့ဖြင့်ထိုအစဉ်ရင်မဖောက်ထွင်းနိုင်ပေထို့ပြင်ထိုအစဉ်ရင်မှာလူစွာပင်ခိုင်ခဲ့လွန်လာသည်ထို့ကြောင့်ရွှံဦးကြီးကဤအစဉ်ရင်အသုံးချကအပြင်ဘက်သို့ထွက်ရန်ကြံရွယ်ခဲ့ခြင်းဖြစ်၏ဤရာကအလွန်ပင်ကောင်းသောအစီအစဉ်တစ်ခုလည်းဖြစ်ခဲ့သည်သို့သောလင်းမင်းကရွှံဦးကြီး၏အစီရင်ကိုဖျက်ဆီးတော်မူဖြစ်သည်လင်းမင်းကကြောက်ဖြာပေါ်တွင်ထိုင်ချလိုက်ပြီးမော်စလုံးများရေးထွင်းထားသည့်ကြောက်ချက်များကိုဟိုဒီတီကိုင်းကြည့်သည်သူကိုင်းသည့်ကြောက်ချက်များသည်အစီအစဉ်ကြားနာခြင်းမရှိသဖြင့်မိသူကမှလင်းမင်းကိုအေးမဆိုင်ကြပေစင်စစ်တွင်မူလင်းမင်းကမော်စင်ယုံပြုပြင်ပြောင်းလဲနေခြင်းဖြစ်လေသည်သူကရွှံဦးကြီးအနေဖြင့်မော်စင်ရအသက်မသွင်းနိုင်စေရန်အစီရင်ကိုပြောင်းလဲနေသည်အချိန်နှဲငယ်ကြာပြီးနောက်တွင်လင်းမင်းကကြောက်ဖြာပေါ်တွင်မတည့်ရလာ၏ထို့နောက်သူကဖြင်းချင်းစွာရေမောလိုက်သည်ဘယ်အချိန်မှရွှံဦးကြီးကဒီအစီရင်ကိုသုံးမလဲဆိုတာငါမသိဘူးဒါပေမဲ့ဒီအစီရင်စီကိုအားကိုတကြီးပြေးလာပြီးတော့မှသုံးလို့မရတာကိုသိသွားရင်ရွှံဦးကြီးတယောက်ဘလို့မျိုးဖြစ်သွားမလဲဆိုတာကိုမြင်ချင်းနေပြီဟာ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 လင်းမင်းကသူပြုတ်လုခဲ့တဲ့အရာကိုသဘောကျရနေလေသည်သူကမော်စင်ယုံသုံးချရန်အတွက်ပြုတ်လို့ရမည့်အရာများကိုပြောင်းလဲထားပြီးဤမော်စင်ယံအသုံးပြုနိုင်ရန်ရွှံဦးကြီးအနေဖြင့်လင်းမင်းကဲ့သို့မော်စင်ယံများနှင့်ပတ်သက်ကကျေပြန့်သောဘူသူတာရှိရန်လိုအပ်ပေသည်ထို့နောက်လင်းမင်းကဈဉ္ဉံပေါ်သို့ပြန်သက်သွားပြီးမူယူဟောင်၏နဘေးတွင်မတည့်ရလိုက်သည်မူယူဟောင်မှာကြောက်ဖြာပေါ်တွင်အချိန်တချို့ဖြုံးခဲ့သည့်လင်းမင်းကြီးကပြုံးပြုံးလိုက်သည်ဒီမော်စင်ယံမေ့ထားလိုက်ဒီကြောက်ဖြာစင်ယံတာမန်စင်ယံတွေနဲ့မတူဒီစင်ယံကိုကန်ကောင်းရင်ဖွင့်နိုင်မှာဆိုပေမဲ့ဒီလိုမျိုးဟိုတီတီနဲ့တော့အစင်ယံဖွင့်နိုင်မှာမဟုတ်ဘူးငါတို့သွားကြရအောင်ဟုတ်ကဲ့လင်းမင်းကပြုံးလျက်ခေါင်းကြီးလိုက်သည်သူ၏စိတ်ထဲတွင်မူရွှံဦးကြီးအကြောင်းတွေးမိကကြဲ့ရွရနေမိသည်လင်းမင်းတို့အုပ်စုမှာရှေ့သို့ခီးဆက်လေလေပုံမကြီးမှသည့်အခက်ခဲများတွေ့ရလေလေဖြစ်လေသည်လူတိုင်းကတဖြည်းဖြည်းနဲ့ပုံမိုး၏နီးကပ်စွာနေလာကြသလိုတတိကြီးစွာလည်းထားနေကြရ၏ဆေးဥယျာဉ်ထံသို့သွားရရန်စင်ကြံတွင်မိခိုးစိတ်ပါရုပ်ထုကဲ့သို့စွမ်းမီရုပ်ထုများရှိနေသလိုထောင်ချောက်များလည်းပြည့်နေသည်လင်းမင်းမှာဝိညာဉ်အင်ပါယာ၏မှတ်ဉာဏ်တချို့ကိုပိုင်ဆိုင်ထားတော်လဲဤလန်းတွင်ရှိသောထောင်ချောက်များအကြောင်းကိုမသိရှိပေထို့ကြောင့်သူကလူအုပ်ထဲတွင်တတိကြီးကြီးထားကလိုက်ပါလာသည်ဝုံရုတ်တရက်နန်းရင်ဝမ်ရင်ပတ်ထံသို့မိခိုးရောင်မိကြီးတစ်ခုကပြေးဝင်လာသည်နန်းရင်ဝမ်ကခုံဆောင်လိုက်သောကြောင့်ထိုမိကြီးဘူးကသူ၏နောက်တွင်ရပ်နေသောတကိုးရှင်သူ၏ရင်ပတ်ကိုထိမှန်သွားသည်အာထိုတကိုးရှင်မှာရှောင်းတဲရမင်းအချိန်မရလိုက်ပဲသူ၏ရင်ပတ်တွင်ကြီးမားသည့်ပေါက်တစ်ခုဖြစ်ပေါ်သွားပြီးချစ်ချင်းပင်တည်ဆုံသွားသည်အလုံးမှာထိုတကိုးရှင်ကြီးကစိတ်မကောင်းဖြစ်သွားကြ၏သို့သောသူတို့ကထိုတကိုးရှင်ကိုကယ်ဆယ်နိုင်ခြင်းမရှိကြပေမိခိုးရောင်မိကြီးသည်ကဆေးဥယျာဉ်သို့သွားရလမ်းတွင်နောက်ဆုံးထောင်ချောက်ဖြစ်ခဲ့ပုံပင်သူတို့ကရှစ်ဆက်သွားလျင်မိသည့်အန္တရာယ်ကိုမှမတွေ့ကြတော့ပဲနောက်ဆုံးတွင်ကြီးမားသည့်ခမ်းမတစ်ခုအတွင်းသို့ရောက်ရှိသွားသည်ထိုခမ်းမမှာဆေးဥယျာဉ်ရောက်ရှိရန်ဖြစ်ကျော်ရသည့်ခမ်းမတစ်ခုဖြစ်ကြောင်းရွှံဦးကြီးရွှံယူချင်းနှင့်လင်းမင်းတို့သာသိရှိကြလေသည်ခမ်းမကိုဖြတ်ကအတန်ငယ်ခီးဆက်လျင်သူတို့ကပေတရာမြင့်မာသည့်ကြီးမားသောကြောက်တုံးတကားချက်တစ်ခုစီသို့ရောက်ရှိသွား၏ထိုကြောက်တကားချက်၏အလဲဘိုးတွင်မူမျက်လုံးတစ်လုံးအားထွန်းထူထားပြီးထိုမျက်လုံးအားကြီးမိသူတိုင်းကရင်ဘတ်များတုန်ခါသွားကြသည်ထိုမျက်လုံး၏ပလဲတွင်မူမိတော့ပုံစံအမှတ်သားများကိုမြင်တွေ့ကြရ၏ကြောက်တကားချက်မြင်သည်နှင့်ဗိုင်မင်းကိုရောနှင့်နန်းရင်ဝမ်တို့ကရွှံဦးကြီး၏အနာသို့တိုးကပ်သွားကြသည်ဤကြောက်တကားချက်မှာစင်းဝင်ထဲသို့သွားရောက်ရန်အတွက်အရေးပါသည့်နေရာတစ်ခုဖြစ်ကြောင်းသူတို့ကသိရှိကြ၏ရွှံဦးကြီးမှာနန်းရင်ဝမ်နှင့်ဗိုင်မင်းကိုရောတို့တစ်ချက်စီလှည့်ကြည့်ပြီးနောက်တွင်ကြောက်တကားချက်စီသို့တိုးသွားသည်ထို့နောက်သူကဆေးဥယျာဉ်တွင်သို့ဝင်ရောက်နိုင်ရန်သတ်မှတ်ထားသည့်မိတော့ပုံစံအမှတ်သားတချို့အားဖိနှိပ်လိုက်သည်ရုတ်တရက်အလင်းနှမ်းများစွာသူတို့၏ဦးခေါင်းပေါ်မှကျလာပြီးလူတိုင်းကမျက်လုံးများကိုမှိတ်လိုက်ကအလင်းနှမ်းများ၏ခေါ်ဆောင်အောင်နောက်သို့လိုက်ပါသွားကြသည်အတန်ငယ်ကြာမျက်လုံးမှိတ်ပြီးနောက်တွင်လူတိုင်းကသူတို့၏မျက်လုံးများကိုဖွင့်လိုက်ကြသည်သူတို့ကကြောက်တကားကျဲ၏တခြားဘက်သို့ရောက်ရှိသွားကြပြီဖြစ်လေသည်
ကြောက်တကားကျဲ၏တခြားဘက်တွင်မူသူတို့ဟာကြောက်တိုင်များဈဉ္ဉံများရုပ်ထုစသည်တို့မတွေ့ရပဲတောနှင့်သမီးငယ်တို့၏ကဘာနှင့်ဆင်တူလှသည့်ဖြူဖွေးသောတောအုပ်ငယ်လေးတစ်ခုဟာမြင်တွေ့လိုက်ကြရသည်တောအုပ်လေး၏အလယ်တွင်မူမြင့်ငယ်သင်းဆင်းဆင်းနေပြီးထိုမြင့်ငယ်ပတ်ဝန်းကျင်တွင်မူရေငွေ့များရေဖွဲ့နေသည်မြင့်ငယ်တွေ့ရှိရေများမှာအေးခဲခြင်းမရှိတော့လဲအတော်အတန်ပင်အေးဆက်နေ၏ရွှံဝန်ကြီးဟာနှင်းတောအုပ်တွင်သို့ရှေးဦးစွာဝင်သွားသည်ထိုနောက်တွင်မူနန်းယွမ်ဗိုင်မိန်ကိုတော်နှင့်အခြားသောဘဝဖြည့်ဆည်းခြင်းအစင်မှတကုရှင်များဝင်ရောက်ကြ၏လင်းမင်းမှမူရွာမူဖန်းရှန်တို့နှင့်အတူနှင်းတောအုပ်လေးအတွင်သို့ဝင်ရောက်လေသည်တောအုပ်အတွင်သို့ဝင်ရောက်သည်နှင့်လင်းမင်းတယောက်ပထမအဦးဆုံးတီးလိုက်သည့်အရာအေးခဲခြင်းပင်ဖြစ်သည်တောအုပ်အတွင်တွင်အတော်ပင်အေးဆက်လာပြီးသူ၏ခန္ဓာကိုယ်အပူချိန်ဟာလျင်မြန်စွာပင်ကျဆင်းလာ၏ထို့အတူပင်လင်းမင်း၏ခန္ဓာကိုယ်ကတုံရင်လာသည်ထိုချိန်တွင်ပင်လင်းမင်းကပူနွေးသည့်ခံစားချက်အချို့ဟာသူ၏ရင်ဘတ်ထဲမှခံစားလိုက်ရ၏သူဟာအနောက်ကိုလှည့်ကြည့်လိုက်လျင်မူယူအောင်ကသူမ၏အတွင်းအားတချို့ဟာသူ့ထံသို့ပေးပို့နေကြောင်းမြင်တွေ့လိုက်ရသည်လင်းမင်းငါနောက်မှာပဲနေပါငါတို့တွေစေဝရင်တဲကိုရောက်ရင်ရတနာပစ္စည်းတွေအတွက်တိုက်ခိုက်ကြတဲ့တိုက်ပွဲတွေကဖြစ်လာမှာပဲငါတို့တိုက်ပွဲတွေနဲ့ဝဝေးနေဖို့လိုတယ်မူယူအောင်ကလင်းမင်းအားပြုံးရင်ကြည့်ကပြောလိုက်သည်ကျွန်တော်နားလဲပါတယ်လင်းမင်းကခေါင်းညှိလိုက်သည်သူဟာမူယူအောင်ရဲ့စိုးရိမ်မှုများကိုနားလဲလေသည်သို့တော့သူ၏ရင်ထဲတွင်ကောင်းကင်နဂါဆင်းမြရာရာယူလိုသည့်ခံစားချက်များမပြောက်ရှာသေးပေတိုင်းပညာကဘာအပိုင်း912ကောင်းကင်နဂါဆင်းမြများနှင်းတောငယ်တစ်ဖြစ်လဲဝိညာဉ်အင်ပါယာ၏ဆေးဝရင်မှာမိုင်20မှ30အထိကျယ်ဝန်းသည့်နေရာတစ်ခုဖြစ်သည်ကောင်းကင်နဂါဆင်းမြမှာမူဆေးဥယျာဉ်၏အလဲဘိုးတွင်တည်ရှိ၍နေလေသည်လူတိုင်းဟာဆေးဥယျာဉ်၏အလဲဘိုးစီတို့တွားရောက်နေကြတော့လဲတွားရောက်ရာလမ်းကြောင်းများမတူညီကြချေရုတ်တရက်နဂါနက်ကလန်ခေါင်းဆောင်ဖြစ်သူထံမှကျဲလောင်သည့်အတန်တစ်ခုကထွက်ပေါ်လာသည်အတူရာတစ်ခွာအဲ့ဒါအတူရာတစ်ခွာပဲလူတိုင်းဟာနဂါနက်ကလန်ခေါင်းဆောင်ဖြစ်သူကကြည့်လိုက်ကြသည်နဂါနက်ကလန်ခေါင်းဆောင်ဖြစ်သူမှာဒေတုထဲတွင်ပြန်ဝဲသွားပြီးတစ်ပင်အမြင်ပိုင်းတွင်ကပ်ကပေါက်ရောက်နေသည့်ခရမ်းပြန်အောင်တစ်ခွပင်ကိုနှုတ်ယူလိုက်၏ဟာကန်ကောင်းတာပဲနဂါနက်ကလန်ခေါင်းဆောင်ဖြစ်သူဟာအတူရာတစ်ခွပင်ဟာသူ၏ကွက်လက်လက်ဆုအတွင်တို့ဖြင်းညင်းစွာထည့်သွင်းလိုက်သည်အတူရာတစ်ခွမှာရှင်းအောင်တစ်ခွမျိုးစားဖြစ်ကယနေ့အချိန်ကာလတွင်ရှာတွေ့ရန်အလွန်ခက်ခဲလာ၏ထို့ပြင်နဂါနက်ကလန်၌အတူရာတစ်ခွဖြင့်စီရင်ဖော်ဆက်ရသောစိန်ဤတစ်မျိုးလည်းရှိလေသည်ထို့ကြောင့်နဂါနက်ကလန်ခေါင်းဆောင်ဖြစ်သူကလွန်စွာပျော်ရွှင်နေခြင်းဖြစ်သည်ရွှံဝင်ကြီးမှာနဂါနက်ကလန်ခေါင်းဆောင်ဖြစ်သူကိုတည်ငြိမ်စွာပင်ကြည့်လိုက်သည်ကောင်းကင်နဂါဆေးမြင့်နှင့်နှိုင်းယှဉ်လျှင်အတူရာတစ်ခွ၏တန်ဖိုးမှာလွန်စွာလျော့နေပေသည်ထို့ကြောင့်သူကအတူရာတစ်ခွမလူယူလိုပေနဂါနက်ကလန်ခေါင်းဆောင်ဟာအတူရာတစ်ခွကိုရရှိပြီးမရှိမနှောင်းတွင်ပင်ဆေးဝရင်အတွင်းမှပျော်ရွှင်သည့်အတန်တချို့ဟာထွက်ပေါ်လာသည်အလဲလက်ကဘာမြေအဆင့်ပြာရဝင်းကျင်မြက်ပင်နှစ်3000တတိလူလက်ဖက်ဆေးဝရင်အတွင်းရှိတကိုးရှင်များမှာရှားပါသည့်ဆေးပင်များကိုအသီးအသီးရရှိနေကြပြီဖြစ်သည်ဆေးဝရင်မှာဝိညာဉ်အင်ပါယာ၏ဆေးဝရင်ဖြစ်သည်ဖြင့်တွေ့ရသည့်ဆေးပင်တိုင်းဟာတန်မိုးရှိကပြင်ပလောကတွင်ရှားပါပေသည်လင်းမင်းသည်လည်းလမ်းတွင်တွေ့သော2000သက်တမ်းရှိဆေးပင်နှစ်ပင်အားခူးယူခဲ့သည်ထိုဆေးပင်များမှာသူ့အတွက်အသုံးပြု၍မရတော့လဲဆေးပင်တစ်မျိုးကိုရောင်းချလင်အလဲလက်စွမ်းရင်ကြောက်သုံး1000မှ2000ကြားတွင်ရရှိမည်ဖြစ်သည်ဖြင့်လင်းမင်းအားထိုဆေးပင်များကိုခူးယူလာခဲ့ခြင်းဖြစ်၏ဆေးဥယျာဉ်သို့လာရလမ်းတစ်လျှောက်တွင်အလုံးမင်းတတိကခါလာခဲ့ရသည့်တကိုးရှင်များမှာဆေးဥယျာဉ်အတွင်းတွင်တွေ့ရသည့်ရှားပါဆေးပင်များကြောင့်အလုံးမင်းပျော်ရွှင်နေကြသည်သို့သောသူတို့အားလုံးကဆေးဝရင်အလဲဖို့စီတို့ဦးတီကတွားနေကြဆဲပင်ဟာဒီခီးကငါတို့အတွက်အကျိုးမရောက်ဘူးပဲထိုစကားကိုပြောလိုက်သည်လူဟာရွှေခေါင်းလောင်းတောင်ကိုရင်ခေါင်းဆောင်ဖြစ်ကသူဟာဘွားဖြက်စီးခြင်းပထမအဆင့်တွင်ရှိသောတကိုးရှင်တူဖြစ်လေသည်ဟုတ်တယ်နောက်ဆုံးမှာငါတို့ကစွန့်သားခြင်းရဲ့အကျိုးကျေးဇူးကိုရခဲ့တာပဲအခြားသောဘွားဖြက်စီးခြင်းအစင်မှာတကိုးရှင်ကလည်းရွှေခေါင်းလောင်းတောင်ကုန်းခေါင်းဆောင်၏စကားကိုထောက်ခံလိုက်သည်သူတို့ဟာဘ
ဝါဖြက်စီးခြင်းပထမအဆင့်နေတာရှိသေးသဖြင့်ရွှန်ဦးကြီးတို့နှင့်ရှင်ပြိုင်ကကောင်းကင်တကာဆေးမြင်ရယူရလာရောက်ခြင်းမဟုတ်ပဲရှားပါဆေးပင်ချို့သာရယူလိုကြ၏အထွတ်ထိပ်ကဘာမြေအဆင့်မြူရီကပန်းပွင့်လင်းမင်းဟာနှစ်ထောင်နှင်းချီကရှင်တန်ခဲ့သည့်ဆေးတပင်ဟာမြေပြင်အတွင်းမှကောက်ယူလိုက်သည်ထို့နောက်သူဟာအိုမင်းနေသည့်တရွက်များကိုဖယ်ရှားလိုက်လင်သူဟာအထွတ်ထိပ်ကဘာမြေအဆင့်ဆေးပင်တပင်ဟာတွေ့လိုက်ရသည်မြူရီကပန်းပွင့်မှာရေခဲတဲ့အခြေပြုတကိုးရှင်နိုင်လိုခြင်းသည်ဆေးပင်တပင်ဖြစ်လေသည်လင်းမင်းမှာမိတဲ့အခြေပြုတကိုးရှင်တူဖြစ်သည်ဖြင့်မြူရီကပန်းပွင့်ဟာသုံးမလို့တော့လဲသူဟာမြူရီကပန်းပွင့်နှင့်တမိုးကြီးတူညီသည့်မိတဲ့အခြေပြုဆေးပင်တပင်နှင့်လဲလွယ်ရနိုင်၏လင်းမင်းဟာဘေးဘီဝဲရသူကြီးကမြူရီကပန်းပွင့်ဟာသူ၏အင်ကြီးလက်ဆောင်များကြားတွင်ထည့်သွင်းလိုက်သည်ထိုချိန်တွင်ပင်ဇန်နန်းတော်ဘက်မှဖုန်ကြီးတစ်ပါးလင်းမင်းထံသို့လျှောက်လာ၏အော်မီတော်ဖောတကားလေကျုပ်ကမင်းရဲ့လက်တွေကိုခဏလောက်ကြည့်ခွင့်ရှိမလားဖုန်းတော်ကြီးအတန်မှာအေးချမ်းလာတော့လဲလင်းမင်းမျက်နှာမှမူပြင်ရင်သွားသည်သို့တော့လင်းမင်းကချစ်ချင်းပင်သူ၏မျက်နှာအမူအရာကိုပြောင်းလဲပစ်လိုက်၏ဖုန်းတော်ကြီးမှာဇန်နန်းတော်မှာဖြစ်သည်ဖြင့်သူဟာကောင်းကင်ဖင်းနစ်ကျိုး၏အကျိုးအတွက်ဖုန်းတော်ကြီးစကားများကိုလွန်ဆွဲမရကြောင်းသူသိသည်ထို့ကြောင့်လင်းမင်းကသူ၏အင်ကြီးစားထဲတွင်ဖွက်ထားသည့်မြူရီကပန်းအားဖုံးတော်ယူပြသလိုက်၏နှစ်3000မြူရီကပန်းပဲကျုပ်သာမမဘူးဆိုရင်ဒီကတကားလေးကမိတက်ကိုအဓိကထားပြီးလေ့ကျင့်တဲ့တကူရှင်တူမဟုတ်လားဒီမြူရီကပန်းကတကားလေးတွေတိတ်ပြီးအသုံးဝင်ပါဘူးဇန်နန်းတော်မှာဖုန်ကြီးကယူနာတက်သည့်လေတံဖြင့်ပြောသည်ထိုဖုံးတော်ကြီးမှာဝါဖြက်စီးခြင်းဒုတိယအဆင့်တွင်တကူရှင်ဖြစ်ပြီးဇန်နန်းတော်တွင်အရေးပါအရာရောက်သည့်ဖုံးတော်ကြီးတူဖြစ်လေသည်လင်းမင်းကသုံးတစ်ခုပြောရင်ကြံစီလိုက်တော့လဲဖုံးတော်ကြီးကပင်ဆက်၍ပြောသည်ကျုပ်ကရေခဲလဝါအတိုင်းကိုလေ့ကျင့်နေရမကြသေးပါဘူးဒီတော့ဒီမြူရီကပန်းကကျုပ်ရဲ့လေ့ကျင့်မှုအတွက်အထောက်အကူပြုပါတယ်ဒီလိုလုပ်ပါလားကျုပ်စီမှာအလဲလက်ကဘာမြေစေဝိညာဉ်မြက်ပင်၃ခုရှိပြီးတော့အဲ့ဒီထဲက2ခုကမိတဲ့အခြေပြုဝိညာဉ်မြက်ပင်တွေပါဒီ3ခုနဲ့မြူရီကပန်းကိုလဲကျင်လို့ပါဖုံတော်ကြီးကသူ၏စကားအဆုံးတွင်ပင်သူ၏အင်ကြီးလက်အတွင်းမှာဝိညာဉ်မြက်ပင်၃ပင်ဟာလက်ဖွားထဲတွင်တင်လိုက်ပြီးလင်းမင်းရပြသည်ထို့နောက်ဖုံးတော်ကြီးကလင်းမင်းရတည်ငြိမ်စွာပင်ကြည့်၏တေးလိုက်ပါလားလင်းမင်းကရင်ဘတ်ထဲတွင်ထိုဖုံးတော်ကြီးကကျိန်ဆဲလိုက်သည်ထိုဖုံးတော်ကြီးကသူ၏မြွေခဲပန်းကိုအချောင်သေးဖြင့်ရအောင်လိုခြင်းဖြစ်၏ဖုံးတော်ကြီးကမ်းလှမ်းသည့်ဝိညာဉ်မြက်ပင်၃ပင်ပေါင်း၏တမိုးသည်မြွေခဲပန်းပွင့်၏တမိုးတစ်ဝက်ပင်မရှိချေတကားလေးဘလို့သဘောရလဲဖုံတော်ကြီးညှင်သားစွာပင်ထပ်ပြောသည်သို့တော့သူ၏စကားနောက်ွယ်တွင်အဓိပ္ပာယ်များစွာပါဝင်နေသည်ထိုအချိန်တွင်မူယူဟောင်ကလင်းမင်းနှင့်ဖုံတော်ကြီးတို့အချီချစကားပြောနေသည်ကိုမြင်သွားပြီးသူမကလင်းမင်းကအတန်ပြောင်းပစ္စည်းမှတစ်ဖြင့်လှမ်းပြောသည်လင်းမင်းဖုံတော်ကြီးကိုအဲ့ဒီပန်းပင်ပေးလိုက်ပါကလန်ကိုပြန်ရောက်ရင်အဲ့ဒီပန်းပင်ရဲ့တန်မိုးအစားပြန်ပေးပါမယ်မူယူဟောင်ကကောင်းကင်ဖီနီကျွန်းနှင့်ဇန်နန်းတော်တို့ကြားတွင်ပဋိပက္ခများဖြစ်စေလိုသဖြင့်လင်းမယားထိုကဲ့သို့လှမ်းပြောခြင်းဖြစ်သည်လင်းမယားလည်းမူယူဟောင်ကချစ်ချင်းပင်ပြန်ပြော၏ဆရာစိတ်ပူကြမလို့ပါဘူးကျွန်တော်နားလဲပါတယ်ဖုန်းတော်ကြီးကကျွန်တော်ရှားပါတဲ့ဆေးပင်၃ပင်ပြန်ပေးမယ်လို့ပြောပါတယ်ဒီတော့ဆရာရော်ကြီးပေးကြမလို့ပါဘူးလင်းမယားမူယူဟောင်ကစကားလမ်းပြောပြီးနောက်တွင်သူ၏လက်ထဲရှိမြူခဲပန်းဖုန်းတော်ကြီးလက်ထဲသို့ထည့်ပေးလိုက်ပြီးဖုန်းတော်ကြီးထံမှဝိညာဉ်မြစ်ပင်၃ပင်ကိုလှမ်းယူလိုက်သည်မြွေကပန်းပိုင်ဆိုင်သွားသည့်အချိန်တွင်ဖုံးတော်ကြီးကအလွန်ပင်ပျော်ရွှင်သွားသည်အိမ်ကောင်းလေစွာကျေးဇူးများကြီးတင်ပါတယ်တကားလေးဒီကိစ္စနဲ့ပတ်သက်ပြီးတကားလေးပေါ်မှာကျုပ်ကကျေးဇူးကြွေးတင်ခဲ့တယ်လို့သဘောထားပါတယ်တကယ်လို့ကျုပ်တို့တနေ့နေ့မှာထပ်ဆောင်ခဲ့ရင်တကားလေးကိုကူညီခွင့်ရမယ်လို့မျှော်လင့်ပါတယ်အော်မီတော်ဖူလေးစားပါတယ်ဖုံးတော်ကြီးမှာသူဟာဆူတောင်းမေတ္တာများပေးပို့သွားသည်ကိုမြင်ရလင်လင်းမင်းကပြောစရာစကားများကင်းမြင်သွားသည်သို့တော့သူ့အတွက်ဝိညာဉ်မြတ်ပင်၃ပင်ကိုရရှိခြင်းရလဲကောင်းမွန်သည့်အရာပင်ဖြစ်လေသည်ဝိညာဉ်မြတ်ပင်၃ပင်မှာမြွေကပန်းမွင့်လောက်တမုံမြင့်မာတော့လေသူ့လိုမိသက်အခြေပြုတကိုးရှင်တူအတွက်အသုံးဝင်သည့်ဆေးပင်များဖြစ်ကြ၏လင်းမင်းတို့မှာအချိန်တော်ကြောင်ခီးဆက်ခဲ့ပြီးနောက်တွင်မိုင်းတော်တန်ပင်ခီးပေါက်ခဲ့သည်ထိုအချိန်တွင်ပင်သူတို့ကအပြာနုရောင်အကာရန်တစ်ခုကိုပင်မြင်တွေ့လိုက်ရပြီးထိုအကာရန်၏အနားတွင်မိသည့်ဆေးပင်များပေါက်ရောက်ခြင်းရှိမနေပေ
တကိုးရှင်များထိုအကာယံ၏အနောက်တွင်မြည်သည့်အရာများရှိနေမည်ကိုမပြောဘဲနေသိလိုက်ရသည်အဆိုပါပြာနုရောင်ကာယံမှာစေဥယျာဉ်၏အလယ်ဘက်ကိုတက်တဲ့နေရာဖြစ်ပြီးထိုကာယံ၏အလယ်တွင်ကောင်းကင်နဂါဆေးမြင့်ရှိမည်မှသိကြလှသည်တကိုးရှင်များအရှိသို့တိုးသွားကကောင်းကင်နဂါဆေးမြင့်ကြည့်လိုက်ကြသည်လင်းမင်းသည်လည်းအရှိသို့တိုးကကောင်းကင်နဂါဆေးမြင့်၏ပုံစံကိုသွားကြည့်၏ကောင်းကင်နဂါဆေးမြင့်အပြင်တွင်ပထမအဦးဆုံးမြင်မှုသည့်အခိုက်အတန့်တစ်ခုဖြစ်တဲ့ဖြင့်လင်းမင်း၏စိတ်များပြင်းထန်စွာပင်လှုပ်ရှားသွားသည်ကောင်းကင်နဂါဆေးမြင့်မှာနှစ်ခုရှိကထိုဆေးမြင့်၏ပုံစံမှာဝိညာဉ်အင်ပါယာ၏မှညံအတွင်တွင်သူမြင်တွေ့ခဲ့ရသည့်ဆေးမြင့်၏ပုံစံနှင့်ပုံစံတည်းပင်ဖြစ်လေသည်လင်းမင်းမှာကောင်းကင်နဂါဆေးမြင့်မြင်တွေ့ပြီးနောက်တွင်ခြေပြားလက်ပြားများပင်အေးဆက်သွား၏ထိုချိန်တွင်ပင်ရှန်ဝီကြီးနန်းယွမ်နှင့်ဘိုင်မင်းကိုရော်တို့ကအပြာနုရောင်အကာယံနာသို့ရောက်ရှိလာကြသည်ပြောင်နုရောင်ကာယံ၏နားတွင်ရှိနေကြသည့်တကိုးရှင်များအားလုံးဟာအနောက်သို့ဆုတ်ကသူတို့သုံးဦးအတွက်နေရာပေးလိုက်သည်သုံးဦးစလုံးမှာပထမဦးဆုံးအနေဖြင့်ကောင်းကင်နဂါဆေးမြင့်ကိုအရင်ကြည့်လိုက်ကြသည်ကောင်းကင်နဂါဆေးမြင့်မှာနှစ်ခုရှိကတောင်ပိုင်းနှင့်မြောက်ပိုင်းဟူ၍ခွဲခြားထား၏နှစ်ခုစလုံးကိုမူပြာနုရောင်အကာယံတစ်ခုစီကကာကွယ်ထားသည်ကောင်းကင်နဂါဆေးမြင့်မြင်တွေ့ပြီးနောက်တွင်ရွှန်ဦးကြီး၏စိတ်နှလုံးကအလိုမင်းတုန်ခါသွားသည်သူဟာကောင်းကင်နဂါဆေးမြင့်နှင့်ပတ်သက်ပြီးစိတ်ကူး၏အိမ်မက်ပေါင်းများစွာကိုထားရှိခဲ့သူဖြစ်ပြီးကောင်းကင်နဂါဆေးမြင့်ရရှိဖို့အတွက်နှစ်ပေါင်းများစွာကြိုးစားခဲ့ရ၏ကောင်းကင်နဂါဆေးမြင့်ရရှိပြီးနောက်တွင်သူဟာအင်ပါယာအဆင့်သို့တက်လှမ်းပြီးထိုမှသဖြင့်သူဟာတောင်ပင်လယ်မိတ်ဆာအဖွဲ့အားတော်ဝင်နယ်မြေတစ်ခုဖြစ်လာအောင်ဦးဆောင်မှာဖြစ်ပြီးထိုနောက်တွင်မူနှစ်1000ပြည့်သည့်အထိအသက်ရှင်နေမည်ဖြစ်ကအတွေ့အကြုံများရရှိရန်အတွက်နတ်ဖျားကဘာသို့ခီးထွက်ဦးမည်ဖြစ်သည်ရွှန်ဝင်ကြီးဟာသူ၏အိမ်မက်များအကြောင်းတွေးကအတန်ငယ်ငြိမ်သက်သွားပြီးနောက်တွင်တတိပြန်ဝင်လာသည်ထိုချိန်တွင်ပင်နန်းယွမ်ဟာရွှန်ဝင်ကြီးဟာလက်ပိုက်ကကြည့်ပြီးပြောသည်ဖိုးကြီးရွှန်မြန်မြန်လှုပ်ဆမ်းပါငါတို့၏သဘောတူညီထားတဲ့အတိုင်းပဲလှုပ်ဆောင်ပါနော်တခိုးချင်းကြံလို့ကတော့ဒီနေရာကနေဘယ်ဝမှထွက်သွားဖို့မစင်စားနဲ့နန်းယွမ်၏စကားကိုကြားလျင်ရွှန်ဝင်ကြီးမျက်နှာမဲနဲ့သွားသည်ထို့နောက်သူကအိတ်ဆက်စွာပြန်ပြောသည်ငါတို့သဘောတူညီထားတဲ့အတိုင်းပဲပစ္စည်းတွေကိုငါစီပေးပါမင်းကဒီအကာယံကိုဖောက်နိုင်မလားမဖောက်နိုင်ဘူးလားဆိုတာမသိကြဘူးမလားတကယ်လို့မင်းကဒီအကာယံကိုမဖောက်နိုင်ခဲ့ငါပေးခဲ့တဲ့ပစ္စည်းတွေကိုပြန်ရမှာလားနန်းယွမ်ကလက်နှစ်ဖက်ကိုနောက်သို့ပစ်လိုက်ပြီးတည်ငြိမ်စွာပြောသည်ဒီတီးခြားကဘာကိုဖွင့်ဖို့အတွက်ငါဘလောက်ထိပေးဆက်ခဲ့ရလဲဆိုတာမင်းလည်းခံမှန်းနိုင်ပါတယ်ဒါဒီအကာယံဖွင့်နိုင်သည်ဖြစ်စေမဖွင့်နိုင်သည်ဖြစ်စေဒါကောင်းငင်ရဲ့အလိုတော်ပဲငါဘက်ကတော့ဒီအကာယံကိုချိုးဖျက်နိုင်ဖို့အစွမ်းကုန်ကြိုးစားမယ်ဒါပေမဲ့ဒီအကာယံကိုသာချိုးဖျက်ပြီးသွားရင်မင်းကပေးထားတဲ့ဂတိကိုမတင်ရောငါကမင်းရဲ့ဂတိကိုမျက်စိမိတ်ပြီးယုံကြည်ပေးရမှာလားရွှေဝင်ကြီးကလည်းနန်းယွမ်ကဆူရှစွာပြန်ကြည့်လိုက်သည်သူပြောသည့်စကားများမှာအလုံးမင်းယုတ်တိကြသည့်စကားများပင်ဖြစ်၏ရွှေဝင်ကြီး၏စကားကိုကြားပြီးနောက်တွင်နန်းယွမ်ကခေါင်းတစ်ချက်ညှိလိုက်သည်ထို့နောက်သူကဘိုင်မင်းကိုရောအတန်ပြောင်းပစ္စည်းမှတစ်ဖြင့်စကားတချို့ပြောလိုက်၏အတန်ငယ်ကြာပြီးနောက်တွင်နန်းယွမ်နှင့်ဘိုင်မင်းကိုရောတို့ကသူတို့၏ကွက်လက်စုများကိုရွှေဝင်ကြီးထံသို့ပစ်ပေးလိုက်သည်ရွှေဝင်ကြီးကကွက်လက်စုနှစ်ကွင်းစလုံးလက်ဖြင့်ဖမ်းယူခြင်းမပြုဘဲသူ၏အသွင်အားစွမ်းရင်ဖြင့်သာဖမ်းယူကတင်ပိုက်လိုက်သည်ရွှေဝင်ကြီးကသူတို့၏ကွက်လက်စုများကိုတတိကြီးစွာဖြင့်လှမ်းယူသည်ကိုမြင်လျင်နန်းယွမ်ကရေမောလာ၏ထို့နောက်သူကရွှေဝင်ကြီးကိုကြည့်ကလှမ်းပြောသည်အဖိုးကြီးရွှန်မင်းကတိတ်ပြီးတတိနေတဲ့ကောင်ပဲငါတို့ကမင်းကိုကွက်လက်စွနဲ့ပတ်သက်ပြီးလိမ်မာဆိုးနေရလားရွှေဝင်ကြီးကနန်းယွမ်ဝင်ကြီးကနှာခေါင်းရှုပ်လိုက်သည်တောင်းပန်စကားပြောရတာထက်လုံခြုံရေးကိုပိုပြီးအလေးထားရမယ်ငါကနောက်ဆုံးအဆင့်မှာလှည့်စားတာမခံချင်ဘူးတိုင်ပညာကဘာအပိုင်း913ဝင်ရိုးစိုးကောင်းကင်လန်တော်အစီရင်နန်းယွမ်ရွှေဝင်ကြီးနှင့်ဘိုင်မင်းကိုရောတို့မှာအင်ပါယာနန်းတော်တွင်တို့မဝင်မီကပင်သုံးဦးကြားတွင်သဘောတူညီမှုတစ်ခုထားရှိခဲ့ပြီးထိုသဘောတူညီမှုမှာကောင်းကင်နဂါဆေးမြင်ရယူရာတွင်ရွှေဝင်ကြီးမှာဦးဆောင်သူဖြစ်လေသည်သူသာမရှိလျင်ကောင်းကင်နန်းတော်တွင်သို့ဝင်ရောက်ခွင့်ရရှိမည်မဟုတ်ပေကောင်းကင်နဂါဆေးမြင်ရယူလိုမှုအတွက်ဘိုင်မင်းကိုရောနှင့်နန်းယွမ်တို့ကရွှေဝင်ကြီးဟာသူတို့ပိုင်ဆိုင်သည့်ယတနာပစ္စည်းတချို့အားပေးရလေသည်ထို့ကြောင့်နန်းယွမ်တို့က
သူတို့၏ကွက်လက်လက်စုများကိုရွှန်ဦးကြီးအားပေးရခြင်းဖြစ်၏ဘဝဖြစ်စည်းခြင်းပထမအဆင့်မှာတဘိုးရှင်များဆေးပင်များရှာဖွေမှုကိုရပ်တန့်လိုက်ပြီးကောင်းကင်နဂါဆေးများကာယံထားသည်အပြာရောင်ကာယံနူရီကိုစဝိုင်းတံဝင်းရလိုက်ကြသည်ထို့နောက်ရွှန်ဦးကြီးကလူ့ထဲမှထွက်လာသောတောင်ပိုင်းကောင်းကင်နဂါဆေးများတူးဖော်ရန်လုပ်လေသည်ရွှန်ဦးကြီးကအပြာရောင်ကာယံ၏အရှိတွင်မတ်တက်ရကသူ၏ကွက်လက်လက်ဆိုအတွင်းမှာဝိညာဉ်အင်ပါယာ၏စာလက်ရာထုတ်ယူလိုက်သည်ထို့နောက်သူကအပြာရောင်ကာယံနှင့်ဝိညာဉ်အင်ပါယာ၏စာလိပ်ထဲတွင်ဖော်ပြထားသည့်အကာယံတူညီမှုရှိမရှိတိုက်ကြည့်၏သူညီကြောင့်သိရလျင်ရွှန်ဦးကြီးကဝိညာဉ်အင်ပါယာ၏စာလိပ်ကိုပြန်သိမ်းလိုက်ပြီးသူ၏ကွက်လက်လက်ဆိုအတွင်းမှာအလံတိုင်း36တိုင်ကိုထုတ်ယူလိုက်၏ထို့နောက်တွင်သူကအလံတိုင်းများကိုပြာရောင်ကာယံ၏ပတ်လည်တွင်စတွင်ရေးဆိုင်လေသည်ရွှန်ဦးကြီးခြေလန်း9လမ်းခန့်အကွာဝေးတစ်ခုခြားကအလံတိုင်းများကိုစိုက်ထူထားခြင်းဖြစ်ပြီးအလံတိုင်း36တိုင်လုံးကိုအပြာရောင်ကာယံ၏ပတ်လည်တွင်အပြည့်စိုက်ထားခြင်းဖြစ်သည်ဝင်ရိုးစွန်းကောင်းကင်လန်တော့လင်းမယားရွှန်ဦးကြီးနှင့်အလံတိုင်း36တိုင်ကိုကြီးကမှင်သက်သွားသည်ဝင်ရိုးစွန်းကောင်းကင်အလန်တော်အစီရင်မှာရန်သူ၏ခံစစ်ကာယံများကိုချိုးဖျက်ရာတွင်အသုံးပြုသည့်အစီရင်တစ်ခုဖြစ်၏ဤသို့ဆိုလျှင်ရွှန်ဦးကြီးကအပြာရောင်ကာယံကိုဖျက်ဆီးဖို့ကြိုးစားနေသည်လားလင်းမယားရွှန်ဦးကြီးမယုံကြည်နိုင်သည့်ဟန်ဖြင့်ကြည်လိုက်၏အပြာရောင်ကာယံမှာခံစစ်ကာယံတစ်ခုသာဖြစ်သဖြင့်ပုံမှန်အားဖြင့်ဆိုလျှင်အကာယံကိုဖွင့်လှစ်ရန်အတွက်နီလန့်ရှိရမည်ဖြစ်သည်အကာယံကိုဖွင့်ရန်အတွက်နီလန့်ကိုသာသိပါကဤအစီရင်ကိုချိုးဖျက်ရန်မှာအလွန်ပင်လွယ်ကူပေသည်သို့သောရွှန်ဦးကြီးကအစီရင်ကိုဖွင့်ရန်အတွက်နီလန့်များကိုသိရှိရန်မတူချေထိုအချက်ကိုတွေးမိကလင်းမယားပျော်ရွှင်သွားသည်သူရရှိထားသည့်ဝိညာဉ်အင်ပါယာ၏မှတ်ဉာဏ်များတွင်ဤပြာရောင်ကာယံကိုဖယ်ရှားနိုင်သည့်နည်းလမ်းများမပါဝင်တော့လဲသူနတ်ဖျားကဘာမှမော်စင်ရင်ပြုလုပ်သည့်ပုဂ္ဂိုလ်သူ၏မှတ်ဉာဏ်များကိုရရှိထားအောင်သာမကဘိုးဘေးချီရန်နှင့်တွေ့ဆုံခဲ့သည့်အချိန်ကမော်စင်ရင်များ၏အကြောင်းကိုအတော်တန်ပြီးလေ့လာဘူးသည်ထို့ကြောင့်သူ့အတွက်ဤကာယံများကိုချိုးဖျက်နိုင်မည့်နည်းလမ်းကိုရှာဖွေရန်သာလိုအပ်လေသည်လင်းမယားအပြာရောင်ကာယံမော်စင်ရင်ကိုချိုးဖျက်နိုင်မည်ဟုကိုယုံကြည်ထားတော့လေသူထိုချက်ကိုရင်ပတ်ထဲတွင်သာတင်ဆက်ထား၏ထို့နောက်သူရွှန်ဦးကြီးလှုပ်ဆောင်နေသည့်အရာများကိုကြည့်ကမြောက်ပိုင်းရှိကောင်းကင်နဂါဆင်းမြာကာယံထားသည့်အပြာရောင်ကာယံမော်စင်ရင်ကြည့်ကချိုးပြတ်နိုင်မည့်နည်းလမ်းများကိုစတင်စဉ်းစားလေတော့၏ရွှန်ဦးကြီးအလံတိုင်း36တိုင်ကိုစိုက်ထူပြီးနောက်တွင်မူဝင်ရိုးစွန်းကောင်းကင်အလံတော်အစီရင်ကိုစတင်ရန်အတွက်တောင်ပင်လယ်မိတ်စာအဖွဲ့ဘက်မှပိန်ပါသောဖိုးတူအရှိသို့ထွက်လာသည်ထိုဖိုး၏လက်ထဲတွင်မူမော်စလုံးများရေးသားထားသည့်စာရွက်များပါလာလေသည်မော်စင်ရင်ပြုလုပ်သူလင်းမယားထိုဖိုး၏ကိုမြင်သည်နှင့်ထိုဖိုး၏တာဝန်နှင့်မြည်သည့်အရာများလောက်ကင်သည်ကိုတန်းသိလိုက်သည်ဖိုး၏မှာသူ၏လက်ထဲမှမော်စာရွက်များကိုအလံတိုင်း36တိုင်တွင်တွား၍ကပ်လိုက်၏ထို့နောက်သူရွှန်ဦးကြီးအစီရင်ကိုစတင်ရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းမျက်ရည်ပြကအသိပေးလိုက်သည်ဟူးရွှန်ဦးကြီးသူ၏လက်နှစ်ဖက်ကိုဆန့်တန်းလိုက်ပြီးသူပိုင်ဆိုင်သည့်အတွင်းအားများကိုနမတ်1အလံတိုင်းထဲသို့ပို့ဆောင်လိုက်သည်ထိုခိုက်တွင်ပင်ဝင်ရိုးစွန်းကောင်းကင်အလံတော်အစီရင်အသက်ဝင်လာပြီးရွှေအောင်လင်းတန်းများအလံတိုင်း36တိုင်လုံးကိုစီးနှောင်သွား၏သို့သောထိုရွှေအောင်လင်းတန်းများလုံလောက်အောင်အားမကောင်းသေးချေအချိန်နှဲငယ်ကြောင့်သူ၏အတွင်းအားများကိုဝင်ရိုးစွန်းကောင်းကင်အလံတော်အစီရင်ထဲသို့ထည့်သွင်းပြီးနောက်တွင်ရွှန်ဦးကြီးခန္ဓာကိုယ်တွင်လည်းချွေးများရွှဲနေလာသည်ထိုချိန်တွင်ပင်ရွှန်ဦးကြီးနန်းယွမ်နှင့်ဗိုင်မင်းကိုတော်ဘက်သို့လှည့်ကအော်ပြော၏ဗိုင်မင်းကိုတော်နန်းယွမ်ခမားတို့ရဲ့အတွင်းအားတွေကိုဒီစီရင်ထဲကိုထည့်သွင်းပေးကြအောင်ဒီချိန်မှာကျုပ်တို့ကိုလှည့်စားဖို့မစင်စားနေကြနဲ့အခုချိန်မှသာအလံတော်အစီရင်ကိုမထိန်ကျုံနိုင်ကျုပ်တို့တွေဒီအကာယံဖျက်ဆီးနိုင်မှာမဟုတ်ဘူးဝင်ရိုးစိုးကောင်းငယ်လန်တော်စီရင်မှာစတင်အသက်ဝင်လာပြီဖြစ်တော့လဲထိုစီရင်အပြေဝထုတ်ဖော်နိုင်ရန်အတွက်အတွင်းရများမလုံလောက်သေးချေထို့ကြောင့်အလံတိုင်း36တိုင်လုံးရုံရင်းချမ်းတန်းစွာပဲလှုပ်ရှားနေကြသည်ရွှန်ဦးကြီး၏စကားကိုကြားလျင်နန်းယွမ်အိတ်ခဲသွားသည်ထို့နောက်သူတပြင်းတစ်ချက်ချပြီးရေယူ၏ဒီဖိုးကြီးတကယ်ပဲတက်တီကောင်းလို့နဲ့ဗိုင်မင်းကိုရောလည်းနန်းယွမ်ကိုလှည့်ကြည့်သူတို့တွင်ရွေးချယ်စရာတခြားအခွင့်အရေးမရှိပေသူတို့ရွှန်ဦးကြီးကိုသာမကူညီခဲ့ပါကကောင်းကင်နဂါဆေးမရယူနိုင်မည်မဟုတ်ချေ
ဘိုင်မင်းကိုတော့နှင့်နန်းယင်ဝမ်တို့ကတပြိုင်နက်တည်းမှာပင်ရွှန်ဦးကြီးနဘေးသို့ခုံဝင်လိုက်ကြသည်ထို့နောက်သူတို့၏အတွင်းအားများကိုနီးစပ်ရာအလံတိုင်းများထဲသို့ထည့်သွင်းကြ၏ဟုံမိတံများနှင့်သူရွှေအောင်လင်းနှက်များပုံမလင်းလက်လာ၏သို့သောဝင်ရိုးစုံကောင်းကင်အလံတော်အစီရင်မှာစတင်ကအသက်ဝင်လာခြင်းမရှိသေးပေအချိန်များလင်းမြန်စွာပင်ကုံဆုံးလာသည်တနင်္လာနေ့အချိန်ဟာကုန်လွန်သွားပြီဖြစ်သည်ရွှန်ဦးကြီးနန်းယင်ဝမ်နှင့်ဘိုင်မင်းကိုတော်တို့၏အနားတွင်လည်းသူတို့အသုံးပြုထားသည့်အလဲလက်စွမ်းရည်ကြောက်သုံးများပြန့်ကျဲနေသည်သူတို့ဟာအချိန်တနာရီအတွင်းတွင်သူတို့၏ရှိသမျှအတွင်းအားအကုန်စင်စစ်ကိုဝင်ရိုးစုံကောင်းကင်အလံတော်အစီရင်အတွင်းသို့ဆင်းဝင်စေခဲ့တော်လဲအစီရင်ကလက်ရှိအချိန်ထိအသက်ဝင်လာသေး၍သို့သောဝင်ရိုးစုံကောင်းကင်အလံတော်အစီရင်မှာထွက်ပေါ်လာသည့်အလင်းတန်းများရွှေရောင်သူကူပြောင်းကအလွန်မဲ့အားကောင်းနေပြီဖြစ်သည်ဘုံကျဲလောင်သည့်မိတန်နှင့်အတူရွှေရောင်အလင်းတန်းတစ်ခုဟာကောင်းကင်ဘော်သို့ထိုးတက်သွား၏ဝင်ရိုးစုံကောင်းကင်အလံတော်အစီရင်မှာစတင်ခဲ့ပြီဖြစ်သည်ဝုံမိတန်များနှင့်အတူရွှေရောင်အလင်းတန်းများအပြာရောင်ကာယံကိုတွားရောက်ရိုက်ခတ်သည်ထိုချိန်တွင်ပင်ဘန်းနန်းမီရန်နှင့်အတူအပြာရောင်ကာယံမှာအပြာနုရောင်ဆွမ်းရည်လိုင်းများထွက်ပေါ်လာကဝင်ရိုးစုံကောင်းကင်အလံတော်အစီရင်ဟာပြန်လည်၍တိုက်ခတ်၏အပြာရောင်ကာယံဝင်ရိုးစုံကောင်းကင်အလံတော်အစီရင်ဟာပြန်လည်၍တိုက်ခတ်သည်ကိုမြင်လျင်တကိုးရှင်များအားလုံးဟာမြင်သက်သွားကြသည်ရွှန်ဦးကြီးနန်းယင်ဝမ်နှင့်ဘိုင်မင်းကိုတော်တို့မှသူတို့၏အတွင်းအားများကိုအမြင့်မားဆုံးအနေထားသည်မြင့်တင်လိုက်ကဝင်ရိုးစုံကောင်းကင်လန်တော်စီရင်ဟာပုံမိုး၏အားကောင်းစေရန်ပြုလုပ်ကြသည်ထိုချိန်တွင်မူလေထုထဲ၌ရွှေရောင်အလင်းတန်းများနှင့်အပြာနုအောင်စွမ်းရည်လိုင်းများအားပြိုင်နေကြပြီးမြေပြင်ဟာဖြည်းဖြည်းချင်းစတင်တုန်ခါလာသည်ဤချင်းရာကိုမြင်လျင်ဘဝဖြစ်စည်းခြင်းဒုတိယအဆင့်အောက်မှတကိုးရှင်များပောက်ကွဲမှုများဖြစ်လာမည်ကိုစိုးရိမ်ကြကအနောက်သို့ဆုတ်သွားကြသည်လင်းမင်းနောက်ဆုတ်လာမူယူဟောင်ကလည်းလင်းမင်း၏အင်ကြီးဆောင်ဆွဲကိုင်းကအတန်ငယ်ဝေးသည့်နေရာတစ်ခုသို့ခေါ်ဆောင်သွားသည်ဘဝဖြစ်စည်းခြင်းတတိယအဆင့်မှတကိုးရှင်သုံးဦး၏အတွင်းအပမာဏအလုံးမင်းကြီးမှနှဆိုင်လွန်လာ၏ထို့ကြောင့်မတော်တဆဤနေရာတွင်သာပောက်ကွဲမှုဖြစ်ပေါ်လာပါကကြီးမားသည့်အတွင်းအားလှိုင်းများသူတို့အားလာရောက်ရိုက်ခတ်နိုင်ပေသည်ထို့ကြောင့်တကိုးရှင်တော်တော်များများအတွင်းအကာရံများကိုထုတ်ပေါ်လိုက်ကြသည်မူယူအောင်ကသူမကိုယ်တိုင်အတွင်းအကာရံကိုထုတ်ပေါ်လိုက်သလိုလင်းမင်းကိုလည်းသူမ၏အတွင်းအားများဖြင့်ကာကွယ်ပေးထား၏လင်းမင်းမှမူအပြာရောင်ကာရံနှင့်ဝင်ရိုးစိုးကောင်းကင်လန်တော်အစဉ်ရင်တို့၏အားပြိုင်မှုကိုသာမျက်တောင်မခတ်ပဲကြည့်နေ၏ဘုံလေထုထဲတွင်ပောက်ကွဲမှုများအဆက်မပြတ်ဖြစ်ပေါ်နေပြီးရုတ်တရက်အလံတိုင်းတစ်ခုကချွတ်ကနေမီကထပ်ပိုင်းကျိုးသွားသည်ဝင်ရိုးစိုးကောင်းကင်လန်တော်အစဉ်ရင်မှာအလံတိုင်း36တိုင်ကြားတွင်စီးဆင်းနေသည့်ဆွဲရည်များပေါ်မူတည်နေသဖြင့်အလံတိုင်းများကိုအဆုံးရှုံးခံ၍မရပေအလံတိုင်းတစ်တိုင်ကျိုးသွားသည်ကိုမြင်လျင်ရွှန်ဦးကြီးဟာအနှဲငယ်မျက်နှာပြတ်သွားသည်သို့တော့သူကလင်းမြန်စွာပင်နာမည်တစ်ခုအားခေါ်လိုက်ယူချီကျမသိရဲ့ရွှန်ယူချီဟာချက်ချင်းပင်လူအုပ်ထဲမှထွက်ပေါ်လာကကျိုးသွားသည့်အလံတိုင်းကိုဖယ်ရှားလိုက်ပြီးအလံတိုင်းအသစ်တစ်ခုကိုလဲလှယ်လိုက်သည်ကျွတ်ထိုချိန်တွင်ပင်ရွှန်ယူချီညာဘက်တွင်ရှိသောအလံတိုင်းကလည်းကျိုးသွား၏ဤတစ်ချိန်တွင်မူရွှန်ဦးကြီးမျက်နှာမှာတိတိတသာပင်ပြန်ယွင်းသွား၏အလံတိုင်းနှစ်ခုဆက်ကျိုးသွားခြင်းဟာသူတို့သည်စိုးရွားသည့်အခြေအနေတစ်ခုကိုရောက်ရှိနေကြောင်းပြသနေပေသည်ရွှန်ယူချီမှမူလျင်မြန်စွာပင်နောက်ထပ်အလံတိုင်းတစ်ခုကိုကျိုးသွားသည့်အလံတိုင်းနှင့်လဲလှယ်လိုက်သည်ထို့နောက်သူမအလံတိုင်းများ၏အခြေအနေကိုအသေးစိတ်ကြည့်ရှုစစ်ဆေးနေလေသည်သူတို့ကတော်တော်လေးပြင်ဆင်လာတာပဲအလံတိုင်းကြီးလည်းတော်တော်လေးအပိုယူလာတဲ့ပုံစံပဲဒီအလံတိုင်းတစ်ခုကိုလဲလက်ဆွမ်းရည်ကြောက်တော့တုံး1000လောက်ကုန်ပါပဲ36တိုင်းဆိုတော့3600ပေါ့ငါ့ဟိုသာကောင်းကင်နဂါစင်မြင့်နဲ့အလဲလက်ဆွမ်းရည်ကြောက်တော့3600သာပဲဒီကာယံကိုလွယ်လွယ်ကူကူနဲ့ကြော်ဖြတ်နိုင်မအောင်သူတို့မသိဘူးလင်းမင်းကအပြာရောင်ကာယံကိုချိုးဖြတ်ရင်အသေးအတန်ကြိုးစားနေသည်ရွှန်ဦးကြီးတို့ကြီးကပြုံးမိသွားသည်သူဟာအပြာရောင်ကာယံမှော်စင်ရင်ကိုလေးလာပြီးဖြစ်ကထိုကာယံနှစ်ခုစလုံးကိုလွယ်ကူစွာဖွင့်လှစ်နိုင်ပြီးနီးလက်မြောက်သိရှိသွားပြီးဖြစ်၏သို့တော့သူကထိုအကြောင်းကိုမိသူ့ကိုမှမပြောပြပေထိုချိန်တွင်ပင်ပြာရောင်ကာယံနှင့်ဝီရိုးစုံကောင်းကင်အလံတော်စင်ရင်တို့၏အားပြိုင်မှုကအလွန်မြင့်မားနေလေသည်
လေထုထဲတွင်ပောက်ကွဲသံများကိုအဆက်မပြတ်ကြားနေရပြီးရွှံဝူကြီးနန်းဝမ်နှင့်ဗိုင်မင်းကိုတော်တို့၏ခန္ဓာကိုယ်များမှာချွေးများဖြင့်ရွှဲနှင့်နေပြီဖြစ်သည်ကျွတ်ကတ်တိုးတိုးတန်တစ်ခုအားထွက်ပေါ်လာပြီးနောက်ထပ်အလံတိုင်းတစ်ချောင်းအားထပ်ကျိုးသွား၏တပြိုင်နက်တည်းမှာပင်ဝင်ရိုးစိုးကောင်းကင်အလံတော်အစီရင်မှာအလွန်လှုပ်ခါလာလေသည်ဟင်ရွှံဝူကြီးနှင့်ရွှံယူချီတို့၏မျက်နှာများဆိုးဆိုးရရဖြစ်သွားပြီးရွှံယူချီအားကျိုးသွားသည့်အလံတိုင်းကိုအသစ်လဲလိုက်သည်ထိုချိန်တွင်ပင်ဘန်းနဲ့မီယန်တစ်ခုနှင့်အတူအပြာနုရောင်ဆွဲရင်လိုင်းများရွှေဝေရောင်လင်းနှက်များကိုတာစီရွာသွား၏တစ်ချိန်တည်းတွင်ပင်အလံတိုင်း15တိုင်အားအဝေးသို့လွင့်စင်သွားကကျိုးပဲ့ကုန်သည်ဝင်ရိုးစိုးကောင်းကင်အလံတော်စီရင်တွင်အလံတိုင်း23တိုင်သာကျန်ရှိတော့၏ထိုမြင်ကွင်းကိုမြင်လိုက်ရသည့်ရွှံဝူကြီးမှာအလွန်ပင်စိတ်တက်ကြသွားသည်သူတို့၏လှုပ်ဆောင်မှုများကြာရှုံးသွားပြီဖြစ်၏သူတို့ထံတွင်နောက်ထပ်အပိုလန်တိုင်း36တိုင်ပါဝင်လာတော့လေပထမအကြိမ်တွင်ကြာရှုံးခဲ့သည့်အစီရင်ဟာဒုတိယအကြိမ်တွင်အလုပ်ဖြစ်ပါမည်လောရွှံဝူကြီးကခေါင်းငိုက်ဆိုင်ကြသွားသည်သူကကောင်းကင်နဂါဆင်းမြရာရယူနိုင်ရန်အတွက်10နှစ်သာကြိုးစားခဲ့ရပြီးယူခုကဲ့သို့ဝင်ရိုးစိုးကောင်းကင်အလံတော်အစီရင်ကျိုးပဲ့သွားခြင်းဟာသူ၏အိမ်မက်များကိုရိုက်ချိုးပစ်လိုက်သည်နှင့်ပင်နားဆင်အားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုထူးဝင်ကျေးဇူးတင်ရှိပါတယ်ညီမတို့ရဲ့ဝေါ်ဆိုနိုဘယ် channel ကနေပြီးတော့အပတ်စဉ်တောက်ကြစနေတနင်္ဂနွေနေ့တွေမှာဗီဒီယိုလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်နားဆင်အားပေးကြပါအောင်နော်